ချစ်လာစွာသောညီအကိုမောင်နှမများဘဝတစ်လျှောက်လမ်းလျှောက်ရင်းရုတ်တရက်ငွေကြေးအခက်ခဲရာသီဥတုတို့မဟုတ်တဘာဝပတ်ဝန်းကျင်ယိုယွင်းလာမှုတို့မဟုတ်နားမလည်နိုင်သောဒုက္ခများနှင့်ရင်ဆိုင်ရတတ်ပါသည်ထို့သောအခါမျိုးတွင်ကျောင်းတို့သည်အခြေအနေများကိုသာကြည့်မနေဘဲအရာများအဘယ်ကြောင့်ဖြစ်ပေါ်နေသည်ကိုဖျားသခင်ထံမေးမြန်းသင့်ပါသည်နှစ်တမယာဇဝင်နှစ်ဆက်တွင်ဒါဝိဒ်သည်ဤကဲ့သို့သောအခြေအနေတစ်ခုနှင့်ရင်ဆိုင်ခဲ့ရသည်၃နှစ်ကြာနိုင်ငံတွင်အငတ်ဘေးဖြစ်ပေါ်ခဲ့ပြီးမိမြပင်ဆောင်ဆိုင်စေကမူမိုးမေပါခဲ့ပါထို့ကြောင့်ဒါဝိဒ်သည်ဖျားသခင်ထံမေးမြန်းခဲ့သည်ဖျားသခင်ကဤသို့ဖြေကြားခဲ့သည်ဤသည်မှာရှောလုနှင့်သူ၏သွေးစာနေသောအိမ်တော်ကြောင့်ဖြစ်သည်အကြောင်းမှာသူသည်ကီပေါင်လူများကိုတပ်ဖြတ်ခဲ့သောကြောင့်ဖြစ်သည်ဖျားသခင်သည်အတိတ်ကာလတွင်ရှောလုကကီပေါင်လူများကိုမတရားတပ်ဖြတ်ခဲ့သည့်ဖြစ်ရပ်တစ်ခုကိုရည်ညွှန်းခဲ့သည်ကီပေါင်လူများသည်ယောရှုအခါတွင်ဖျားသခင်ကအသက်ချမ်းသာပေးမည်ဟုဂတိပြုခဲ့သောလူမျိုးဖြစ်သည်ရှောလု၏ထိုဂတိကိုဖျက်ပြီးသူတို့ကိုတပ်ဖြတ်ခြင်းသည်ဖျားသခင်ရှေ့တွင်ကြီးစွာသောပြစ်ဖြစ်သည်လူမီအားကအမားကိုမေ့လျော့သွားခဲ့ပြီဖြစ်တော်လဲဖျားသခင်ကမေ့မသွားခဲ့ပါဖျားသခင်သည်အပြစ်ကိုလစ်လျူမရှုသောတရားမျှတသောဘုရားဖြစ်သည်ထို့ကြောင့်သူသည်တရေလပေါ်၃နှစ်ကြာအငတ်ဘေးကိုအပြစ်ဒဏ်အဖြစ်ဆေလွတ်ခဲ့သည်အငတ်ဘေးဟူသောစကားလုံးသည်အစာရေစာပြက်လက်မှုကိုသာဆိုလိုသည်မဟုတ်တမန်ကျမ်းစာတွင်အငတ်ဘေးသည်ဖျားသခင်၏တတိပေးချက်နှင့်တရားစီရင်မှုဖြစ်ပြီးကျွန်ုပ်တို့နှင့်ဖျားသခင်ထံ၏ဆက်ဆံရေးပြတ်တောက်သွားကြောင်းလက္ခဏာတစ်ခုလည်းဖြစ်သည်ဖျားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးသည်ဝေးကွာသွားသောအခါကျွန်ုပ်တို့၏ဘဝတွင်ဝိညာဉ်ရေးအငတ်ဘေးရောက်လာသည်ပျော်ရွှင်မှုပျောက်ဆုံးသွားပြီးကျေးဇူးတည်တတ်မှုလည်းလျော့ပါသွားကကျွန်ုပ်တို့၏နှလုံးများသည်ခြောက်သွေ့ပြီးမဖြစ်ထွန်းတော့ပါသို့သောဖျားသခင်သည်ကျွန်ုပ်တို့ကိုထိုအခြေအနေတွင်ထားမသွားပါဒါဝိဒ်ကဲ့သို့ကျွန်ုပ်တို့သည်ဖျားသခင်ထံအကူအညီတောင်းသောအခါသူသည်ဖြေကြားပြီးပြဿနာ၏အရင်းမြစ်ကိုဖော်ထုတ်ပြသည်ထို့ပြင်သူသည်ကျွန်ုပ်တို့အားနောက်ထပ်အခွင့်အရေးတစ်ခုပေးသည်ကျိုးတို့သည်စိတ်ရင်းမှန်ဖြင့်နောင်တရသောအခါယေရှုသည်ကျိုးတို့၏အပြစ်များကိုအလျင်မြန်နှံပိုးပြီးဖြစ်သောကြောင့်ဖျားသခင်သည်ကျိုးတို့ကိုခွင့်လွှတ်ပေးသည်ဂလာတိ3:3တွင်ဤသို့ဆိုထားသည်ခရစ်တော်သည်ကျိုးတို့အတွက်ကြင်ချင်းခံရသူဖြစ်လာပြီးကျိုးတို့ကိုတရားတော်၏ကြင်ချင်းမှရွေးနှုတ်ခဲ့သည်ယေရှုသည်ကျိုးတို့ထိုက်တန်သောကြင်ချင်းကိုခံယူခဲ့သောကြောင့်ယခုအခါခွင့်လွှတ်ခြင်းနှင့်ပြန်လည်ထူထောင်ခြင်းတို့ရောက်ရန်လမ်းဖွင့်ပြီးဖြစ်သည်ချစ်လာစွာသောညီအကိုမောင်နှမများယခုအခါတင်ဘဝတွင်အငတ်ဘေးနှင့်တူသောမဖြေရှင်းနိုင်သောပြဿနာတစ်ခုရှိပါသလားရှိလျင်ပထမဦးစွာထိုအကြောင်းကိုဖျားသခင်ထံမေးမြန်းပါအကယ်၍ဖျားသခင်ကတင့်အားတစုံတစ်ခုဖော်ထုတ်ပြခဲ့လျင်ထိုအရာကိုဝန်ခံပါထို့နောက်ဖျားသခင်သည်တင့်ပေါ်ဝမ်းမြောက်ပြီးတင့်ကိုထပ်မံမင်္ဂလာပေးလိုလိမ့်မည်ကျွန်ုပ်တို့သည်နှိမ့်ချစွာဖြင့်ဖျားသခင်ထံသို့လာသောအခါသူသည်ကျွန်ုပ်တို့၏ဘဝများကိုကုသပြီးပြန်လည်ထူထောင်ပေးသည်သူသည်ကျွန်ုပ်တို့၏ဘဝများမှအငတ်ဘေးကိုဖယ်ရှားပြီးသူ၏ကြာအေးစုတော်နှင့်မင်္ဂလာများသည်ထပ်မံစီးဆင်းလာမည်ဖြစ်သည်